တော့ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကတစ်ချက်ဒုနီယာမှာနေခိုင်းတယ်ကျွန်တော်တို့ကအုပ်စု၃စုပေါ့အဲ့တော့အခြေခံပြန်ပြောရင်တော့နှစ်စုပေါ့ဗျာနားလဲလို့တချို့အုပ်စုတွေကဘယ်လောက်ထိဒီ hadith တွေရဲ့အတိတ်နဲ့အလိုသဘောတွေကိုနားမလဲပဲနဲ့ဘာပြောလဲဆိုဟေးတဲ့ဒုနီယာဆိုတာကတဲ့ဘာမှမမောစရာမလိုဒုနီယာကိုရှားစရာမလိုအာနေအာခိရတ်အာနေအလ္လာအလ္လာအလ္လာဒါပဲလို့ဒုနီယာဘာမှရှားစရာမလိုဘာစီပွားရေးမှလည်းရှားစရာဘာမှလုပ်စရာမလိုတော့ဘူးဆိုသူတို့အဲ့လိုယူဆပြီးတော့ဘာလို့လဲဒုနီယာမှာသူတို့နေခြင်းတို့နေပြီးတော့ဒါကိုရှရီယတ်ကခိုင်းတယ်အစ္စလာမ်ကခိုင်းတယ်ဆိုပြီးမှတ်ယူလိုက်တယ်နောက်ဥစုတစုကတော့ဗာလဲတခါတဲ့အာခိရတ်ကိုမေ့ပြီးတော့ဒုနီယာမှာပဲအမြဲတမ်းဝရနေရမယ်ဂျန်နတ်ဆိုပြီးတော့သူတို့ယူဆပြီးတော့နေကြဒုနီယာကိုပဲအရာအားလုံးဒီမှာမြင်ဒီဘဝဒီမှာနေအားလုံးပဲပြီးသွားမယ်ဆိုပြီးတော့တခါတဲ့ဒုနီယာကိုဂျန်နတ်လုပ်ပြီးတော့နေကြအုပ်စုနှစ်စုဒီအုပ်စုနှစ်စုလုံးမှာတယ်ဒုနီယာကိုပဲဂျန်နတ်ဆောက်ထားတဲ့လူတွေလည်းမားသလိုဒုနီယာပဲအဓိကလို့ယူဆတဲ့လူတွေလည်းမားသလိုအာခိရတ်ပဲဒုနီယာမလိုဘူးဆိုတဲ့လူတွေလည်းမားတယ်ဘာကြောင့်လဲကျွန်တော်တို့ဒုနီယာမှာနေတယ်ဆိုတာရဆူလလာဆလ္လာလာဟ်အလိုင်းဝါဆလမ်ဒုနီယာမှာနေတယ်ဒုနီယာမှာနေပြခဲ့တယ်ကျွန်တော်တို့ဒုနီယာမှာကျွန်တော်တို့ဝေတရားတွေရှိတယ်ကျွန်တော်ကတားတယောက်ဆိုလို့ရှိရင်ဖခင်ရဲ့ဝေတရားတွေရှိတယ်ကျွန်တော်ကအိမ်တော်ဦးစီးတယောက်ဆိုကျွန်တော်ရဲ့ဇနီးမယားကျွန်တော်ရဲ့သားသမီးကျွန်တော်ရဲ့ပတ်ဝန်းကျင်အားလုံးရဲ့ဝေတရားတွေကိုရှိတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းဒုနီယာမှာလူများရှိမှလာဝမဖြတ်ရမယ်အစ္စတ်နဲ့နေနိုင်ဖို့အစ္စတ်နဲ့စားနိုင်ဖို့ကျွန်တော်မှလိုအပ်လားမလိုအပ်ဘူးလားဟာတဲ့ဒုနီယာမလိုပါဘူးကွာတဲ့မင်းတို့ကအားနေဒုနီယာရှာတာပါဆိုပြီးတော့ဘာဖြစ်လဲဆိုတာအာဝါဒအုပ်စုတွေများလားအာဝါဒအလေးလွင့်နေမဟုတ်တဲ့ဘာမှဒုနီယာမမောင်းစရာမလိုမင်းတို့တချို့ပုံကိုယ်တွေစီးပွားရေးရှာတယ်ပတ်စံရှာတယ်ဒီလူတွေကိုပြောတယ်မင်းတို့ကလည်းအားနေဒုနီယာပဲရှာနေတယ်ဘယ်စီးပွားရှာခြင်းဒီဒုနီယာရှာတာမဟုတ်ဘူးစီးပွားရှာခြင်းဒီအီဘာဒတ်ဖြစ်တယ်ဟာဒီသ်တော်မှာလာရှိတယ်လေအတာဂျီဆဒူကုလ်အမီန်တစ္ဆာတမာရီရှိတဲ့ကုံသေးတွေ businessman စီးပွားရေးသမားတွေကတဲ့ကဲမနစ်ကြရင်တဲ့နဗီတွေစစ်ဒီကင်းတွေရှူဟာဒါတွေနဲ့အတူတူရှင်ပြန်ထားရမယ်အဲ့တော့စီးပွားရေးရှာခြင်းဒီအီဘာဒတ်ဖြစ်တယ်စီးပွားကိုရဆူလလာဆလ္လာလာဟ်အလိုင်းဝါဆလမ်ကိုရိုတိုင်းရှာပြခဲ့တဘောပေါလားစီးပွားကိုဘယ်ပုံစံရှာမလဲတမန်တော်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ဆွန်နတ်နဲ့အနီရှာမယ်ဟူကုတ်တွေဝတရားတွေကိုငါအဒါလုပ်တဲ့နီယတ်နဲ့ရှာမယ်ဇိမ်ခံမှုမဟုတ်ဘူးဒီထက်မှရင်မှုဖို့မဟုတ်ဘူးရီဂျာလုလ္လာတုလဟီဟင်တီဂျာရတုန်ဝလာဘိုင်အန်အန်ဇီကရီလာဝိကာမစ်ဆလာဝီတိုင်ဇတ်ရှိတယ်မှာဟာဒီသ်ကုရ်အာန်ထဲမှာရှိတယ်အဲ့တော့ပြောချင်တာကကျွန်တော်တို့စီးပွားရှာလို့အာခိရတ်မလင်းဟင်သွားဘူးစီးပွားရှာလို့နမတ်မပြတ်သွားဘူးစီးပွားရှာလို့ကျွန်တော်တို့အလ္လာဟ်နဲ့ပတ်သက်တဲ့ဝိတရားတွေမပြတ်သွားဘူးသဘောပေါက်လားအဲ့လိုမျိုးပုံစံစီးပွားရှာခြင်းဒီမဇမူမဟုတ်ဘူးမဟမူဒ်တော်မြင့်မြတ်တဲ့အရာရှရီအတ်ကလိုလားတဲ့အရာပဲဖြစ်တယ်အခုဥပမာဖြစ်ကျွန်တော်တို့ဒီမှာထိုင်နေတဲ့မိတ်ဆွေတွေအားလုံးအားတဲ့ဒုနီယာကမလိုပါဘူးကွာဒုနီယာရှာစရာမလိုပါဘူးပါတေးကြတာတခုကတော့အစ္စတ်နဲ့ဒုနီယာမှာနေဖို့အရေးကြီးလားမကြီးဘူးလားကိုယ်ပိုင်အရေးလိုလားမလိုဘူးလားခင်ဗျလူများအရေးတော့ခိုးလို့မရကိုယ်ပိုင်စီးပွားရေးကိုယ်ပိုင်အရေးလိုအပ်တယ်နောက်တစ်ခုကစီးပွားမရှာဘူးပတ်စံမရှာဘူးဆိုလို့ရှိရင်ကျွန်တော်တို့အစ္စလာမ်သာသနာမှာမြောင်များစွာသောပညာချက်တွေရှိတယ်အခုကျွန်တော်တို့ဘာလို့လဲနမတ်ဖတ်လဲဒီနမတ်ဒီခန္ဓာကိုယ်ကိုယဉ်ပြီးလုပ်ရတဲ့အီဘာဒတ်နောက်တဲ့ကျွန်တော်တို့ကိုရှရီယတ်ကတာဝန်အစ္စလာမ်ရဲ့အခြေခံကြတဲ့ဖရတ်တာဝန်တွေပေးထားတယ်ဇကတ်ရဲ့တာဝန်ဟဂျ်ရဲ့တာဝန်ဒီတာဝန်တွေကမာလီအီဘာဒတ်လို့ခေါ်တယ်ပတ်စံသုံးတာခင်ဗျဇကတ်ပေးတယ်ဆိုတာချမ်းသာမှပေးရတာလေစာဟီဘီနေစာဖြစ်မှပေးရတာလေဒီဖရတ်တာဝန်အဲ့လိုပဲကျွန်တော်တို့အားလုံးဒီမှာရှိနေမိတ်ဆွေတွေအလ္လာဟ်ရဲ့အင်တော်ကိုမဖူးမြော်ခြင်းဘူးလားနေဒူဝမုတဝဂျီဟန်အီလာဂျီဟတ်ကာဘတ်ရှရီဖာဒီကာဘာကျောင်းတော်ဘက်ကိုဦးလဲပါတယ်ဦးခိုက်ပါတယ်ဆိုပြီးနမတ်မှာနေ့စဉ်ကေဘလာဘက်ကိုလဲပြီးတော့ဘာလို့လဲနမတ်မှာနေအဲ့ဒီကာဘာကြီးကိုမမြင်ဘူးခြင်းဘူးလားကာဘာကြီးကိုတယောက်မှမဖူးမြော်ခြင်းဘူးလားအပြင်မှာညင်းချင်တာပေါ့ကာဘာကြီးကိုဇီယာရတ်လုပ်ချင်တာပေါ့ဒါပေမဲ့ပတ်စံမရှိဘူး
ပတ်စံမရှိဘူးဆိုဒီအီဘာဒတ်ဘယ်လိုလုပ်မလဲကျွန်တော်ပြောသဘောပေါက်နေလားမသိဘူးဒါမာလီအီဘာဒတ်အဆန်သုံးဆွဲပြီးလုပ်ရတဲ့အီဘာဒတ်နေ့တူကကျွန်တော်တို့အဆလာတုဝဆ္ဆလာမုနေ့တူကကျွန်တော်တို့အလ္လာဟူမဆလီအလ္လာဟူမဘာရစ်အလိုပဲဆလ္လာလာဟူအလိုင်ဟီဝဆလမ်ရဆူလလာဆလ္လာလာအလိုင်ဝဆလမ်ကိုနေ့စဉ်ဒရူဒ်တွေပို့နေတယ်ဖရီစတာရဲ့အကြောင်းကနဲ့ဖရီစတာနဲ့တဆင့်ပို့ခိုင်းနေတယ်တခါမှရဆူလလာဆလ္လာလာအလိုင်ဝဆလမ်ကိုမမြင်ဘူးရဆူလလာဆလ္လာလာအလိုင်ဝဆလမ်ရဲ့ဇင်ဒဂီမှာလည်းကျွန်တော်တို့မွေးတာမဟုတ်ဘူးအဲ့တော့တခါလောက်တော့ရဆူလလာဆလ္လာလာအလိုင်ဝဆလမ်ရဲ့ရောဇာရဲ့အကဒတ်ကိုတွားပြီးတော့ဒါရိုက်အစ္စလာမူအလိုင်ကာယာရဆူလလာလို့မပြောချင်ဘူးလားနေ့စဉ်ဖရီစတာနဲ့တဆင့်ပို့ရတာအားမရကိုယ်တိုင်တွားပြီးတော့တမန်တော်ကိုဒရူဒ်မပို့ချင်ဘူးဆလဝတ်ဆလမ်မပို့ချင်ဘူးလားပို့ချင်ကြတယ်အဲ့တော့ဥမရာလုပ်ဖို့ပဲဖြစ်ဖြစ်ဟဂျ်လုပ်ဖို့ပဲဖြစ်တယ်ဘာလို့လဲပတ်စံလို့လေမြောင်များစွာသောရှရီအတ်မှာမြောင်များစွာသောအီဘာဒတ်တွေကပတ်စံနဲ့ငွေဟင်းပြီးတော့လုပ်ရတဲ့အီဘာဒတ်တွေအဲ့ဒါကိုမာလီအီဘာဒတ်လို့ခေါ်တယ်သဘောပေါက်လားအဲ့တော့ပတ်စံကဒုနီယာမှာလိုအပ်လားမလိုအပ်ဘူးလားနောက်ပြီးတော့ကျွန်တော်မရယူထားတယ်ကျွန်တော်သားယူထားတယ်ကျွန်တော်မှအမေတွေရှိတယ်ညီကိုမောင်တို့မှပတ်ဝန်းကျင်ဝတ္တရားတွေရှိတယ်ခမရအရွယ်ရောက်သွားပြီဆိုလို့ရှိရင်မိဘကိုရှာပြီးကျွေးရမိဘကခမရကိုတသက်လုံးရှာကျွေးလိုက်ခမရဒီတစ်ချိန်ခမရပြန်ပြီးတော့မိဘကိုပြန်ကြည့်ရမယ်ဆိုမဟုတ်ဘူးတဲ့တဲ့ဒုနီယာရှာစရာမလိုဘူးတဲ့ဩမင်းကောင်းကောင်းတော့ဇိန်နဲ့ဒီမိဘလှုပ်စားကောင်းကောင်းစားပြီးဒီလောက်အချောင်စားပြီးအကောင်ကြီးထွားသွားပြီအခုမင်းကြီးလာတော့မိဘကိုပြန်ကြည့်ရမယ်ဆိုမဟုတ်ဒုနီယာရှာဒုနီယာမှာမောစရာဘယ်မိဘရဲ့ဝတ္တရားရှိတယ်ဝလီနဖ်စစ်ကအလိုက်ကဟက်နံပါတ်1မိမိဒီခန္ဓာကိုယ်ကြီးမပြတ်မစည်းအောင်ထိန်းသိမ်းဖို့အတွက်ရူဇာထားပြီးနေမလားရေမတောက်ပဲနေမလားအဲ့လိုဘာမှမစားမတောက်ပဲနဲ့ခန္ဓာကိုယ်ကြီးကိုထားလိုက်လို့ခန္ဓာကိုယ်ပျက်စီးယိုရင်းသွားရင်မနေ့ပြန်အလတ်ရှိမှာဖြည့်ရှင်းရအလ္လာမေးမယ်ငါအလ္လာမင်းကိုအမာနတ်တင်တဲ့ခန္ဓာကိုယ်အစိပ်ပိုင်း360လုံးပေးထားတာမင်းဘာလို့ဖြည့်ဆည်းလိုက်တာဝလီဇောဂျီကအလိုက်ကဟက်ဟာဒီသ်တော်တွေပြောနေတာနော်ပုံမြင်နေမဟုတ်ဘူးဟာဒီသ်တော်ဝလီဇောဂျီကလည်းခမရယူထားတဲ့ဇနီးကိုနာနိုနဖ်ကနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့အားလုံးကျွန်တော်တို့မှာတာဝန်နေရှိတယ်ကျွန်တော်တို့စီးပွားမရှာဘဲနဲ့ဒါကိုဒီကနေ့စီးပွားရှာတာဒုနီယာရှာတာဆိုပြီးတော့အလေလိုက်နေတယ်လက်ဖိဆိုင်တွေမှာထိုင်နေတယ်ဟိုနေရာမှာဂိမ်းတိုက်ဒီနေရာမှာဂိမ်းတိုက်လူငယ်တွေအများကြီးအဲ့လိုအလေလွင့်ပြီးတော့ပျက်စီးတယ်အဲ့တော့ကျွန်တော်ပြောချင်တာသဘောပေါက်ပြီလားစီးပွားကိုနီယတ်မန်ကန်နဲ့ရှာရင်စီးပွားရှာခြင်းကအီဘာဒတ်စီးပွားရှာခြင်းကဆွန်နတ်ဖြစ်တယ်စီးပွားရှာကိုရှာရ